ကိုရှိလမ်းပေါ်ဆိုင်ဟောင်းနေရဆိုတော့ဒီဟာနဲ့ဆိုရင်ဒီဆိုင်အောင်တော့နှစ်ချီနေတယ်ဟုတ် အနည်းဆုံးတဲ့တော့ဆက်တော့ရှိပြီဟုတ် ကြည့်ဟုတ် တော်တော်ကြားနေပြီအားပေးလာတာဟုတ် ဆန်းပါကစားဟောင်းပေါ့ စားပြပိုင်းရောအဲ့လိုဒီရောင်းတဲ့လို့ပေါ့နော်အကုန်လုံးအဆင်ပြေပါတယ်စိတ်ရှင်နဲ့ရှင်းပြရဲပေါ့ ကဲပါမမအဲ့ဆိုမဒီဆိုင်မှာဝယ်တာမဘယ်လောက်ကြာပြီ ပါပြီရပဲစားတယ်ဝယ်တာ ဟုတ်လားဟုတ်ကဲ့ပါမမအဲ့ဆိုလို့ရှိရင်ညီမတို့ဒီဆိုင်ရဲ့ပေါ့နော် customer service နဲ့ပတ်သက်ပြီးတော့မတခုအမြင်လေးပြောပြပါဦး သဘောကျပါတယ်ဝန်ဆောင်မှုလည်းကောင်းပါတယ် ဟုတ်ကဲ့ပါမမ သဘောကျရွှေလေးဆက်တဲ့လေးဝယ်တယ်တော့ဘိုးသဘောကျတယ် ဟုတ်ကဲ့ပါမမ အဲ့ဒါလေးကျွန်တော်ရွှေဘုံညံရတာပေါ့နော်ဘယ်လိုအချက်လေးကိုသဘောကျလို့ဒီလောက်နှစ်တည်းကြာအားပေးပြလာတယ် ဟုတ်မရဲ့ကြဒီကရွှေရည်ကိုကြိုက်တာလေနော်သူ15ပဲရည်ချင်းပြပါတော့မှလေသူ့ရဲ့ရွှေရည်ကလေ16ပဲလောက်ရောင်ကိုထွက်တယ်အဲရွှေရည်သွေးကြိုက်လို့လာတာ ဟုတ်ညီမတို့ဒီရွှေကုန်းရှင်နာဆိုင်ပေါ့နော်ဒီဝန်ဆောင်မှုနဲ့ပတ်သက်ပြီးတော့လေဒီအမှတ်ပေးမယ်ဆိုရင်ဘယ်နှမှတ်စစ်ကနေ30အတွင်းဆိုဘယ်နှမှတ်ရှင်30ပေါ့စင်မတောင်ပေးရတာ ခုနမှန်တော့ဘူး အမိုင်းမင်္ဂလာပါရှင်မင်္ဂလာပါဝေးကနေလာဝေးရတယ်မိုင်းရအုတ်ကိုကအုတ်ကိုကလာဝေးရတာဟုတ်ကဲ့ပါအမဒီမတို့ဒီရွှေဘုံချိန်ရပေါ့နော်ရွှေဘုံချိန်မှာဆိုရင်ဝန်ဆောင်မှုနဲ့ပတ်သက်ပြီးတော့တစ်ကနေ30အတွင်းဆိုမှဘယ်နှမှတ်ပေးခြင်းလဲဆိုင်စမတ်လုံးပေးခြင်းပါတယ်ဒီရွှေဘုံချိန်နာဆိုင်ရပေါ့နော်ဝန်ဆောင်မှုနဲ့ပတ်သက်ပြီးတော့အမှတ်ပေးမယ်ဆို rating ပေးမယ်ဆိုရင်တစ်ကနေ30အတွင်းဆိုဘယ်နှမှတ်လောက်ပေးခြင်းလဲ ဒီကနေစိတ်လား99999ပေါ့ အဲ့လောက်ဒီအများကြီးအားပေးခဲ့တဲ့ထဲမှာပေါ့နော်စပို့တိတ်ကျေစားမှတ်မဲ့ရပြီပေါ့နော်မှတ်တရစကားလေးတစ်ခွန်းလောက်ပြောပြပါအောင်မ မတရားရတော့ဟုတ်ဒီချောင်းလက်ကရောရှိရဒါပေမဲ့ပြောပြန်တော့အဓိကတော့ပြောချင်တာကမဆိုင်မှာဝယ်လာလေးဖြစ်ဖြစ်ရောင်းတာလေးဖြစ်ဖြစ်အဲလာလေးဖြစ်အဆင်ပြေတယ်စိတ်ချမ်းသာတယ်ဟုတ်ကဲ့အကြောင်းလည်းအားပဲလို့ချုံရှင်နေလာတယ် ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါဒီလိုလေးဖြစ်ပေးတဲ့အတွက်လေနောက်လည်းချက်မကရင်းသားလေးစောစောနိုင်ပါစေ